သူက police scan နဲ့နေမယ်ဆိုရင်ကျွန်တော်တို့တရားမဝင်နေတဲ့လူတွေတော်တော်များများအကုန်လုံးက police scan နဲ့နေရတယ်နေတယ်ဆိုရင်တစ်လကိုသူပြောတဲ့ဈေးကိုပေးရတယ်ပေးပြီးတော့ရဲတွေပါအဖမ်းခံရတယ်ဆိုရင်ကျွန်တော်တို့ကသူတို့သတ်မှတ်ထားတဲ့ဟာမနေ့6နာရီကနေည9နာရီအတွင်းမှာကျွန်တော်တို့သွားလာလို့ရတယ်အဲ့ဒီအပြင်ဘက်မှာသွားတယ်ဆိုရင်တော့သူတို့တာဝန်မယူဘူးပတ်စံတောင်းတယ်ပေါ့အဲ့ဒီပတ်စံဒီတောင်းကနေလည်းဖြစ်နိုင်တယ်ကြုံဘူးတော့ပေါ့မြန်မာဆိုရင်အိမ်မငားဘူးမြန်မာဆိုရင်မယောင်းဘူးမြန်မာဆိုရင်အဲ့လိုမယောင်းဘူးဒီနားဆိုရင်မြန်မာဆိုကားလာမရက်နဲ့အဲ့လိုမျိုးပေါင်းထုတ်တဲ့ဟာတွေလည်းကြုံဘူးတာပေါ့ဒါပေမဲ့ကောင်းကောင်းမွန်ဆက်ဆံတဲ့လူတွေလည်းကြုံဘူးပါတယ်ချုပ်တယ်မင်းပြန်တော့သွားဘာပတ်စံလည်းမပြီးနဲ့ပြန်တော့ဆိုတဲ့ဟာမျိုးလုပ်တယ်အဲ့တော့အပတ်တိုင်းသူတို့နဲ့တွေ့တယ်ဆိုရင်မြန်မာမလို့ဆိုပြီးတော့တတိနဲ့ပြောရမယ်ဆိုသူတို့ကတတိနဲ့မပြောဘူးပတ်စံရင်တောင်းတယ်ပတ်စံတောင်းပြီးတတိနဲ့လည်းမပြောနဲ့တတိကိုလည်းဖုန်းမဆက်နဲ့ဆိုတဲ့တခါတည်းပိတ်တယ်ပေါ့ဟိုကဆိုတနည်းကျော်လောက်ဒီပင်းခဲ့ရဘူးတော့စောင့်ခဲ့ရအောင်အဲ့လိုမျိုးဆိုကြတော့ပင်းကက်ကလည်းလုတ်ပြီးဖို့ခက်တယ်လို့ပင်းကက်လုတ်တဲ့အချိန်မှာလည်းပတ်စံပေါင်းများစွာပေးပြီးဟိုသွားဒီသွား document တွေပေါင်းများစွာယူရတယ်ဆိုလိုတာအဲ့တော့တရားမဝင်လာတဲ့လူတွေအတွက်ကတော့ခက်ခဲတာပေါ့